အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့အမှန်မသိတဲ့အဝိဇ္ဇာရှေ့ကထားပြီးတော့မြတ်စွာဘုရားဟောတယ်တဏှာကထွက်မြောက်ဖို့ကျင့်စဉ်တစ်ခုဟောတဲ့အခါကျမေဇိမပฏิပဒါလို့မဂ္ဂင်၈ပါးအကျင့်တရားဟောတဲ့အခါမှာသမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်စွာမြင်ခြင်းဆိုတဲ့အသိဉာဏ်ကိုရှေးဥစွာထားပြီးတော့ဟောတယ်အဲ့ဒါကြောင့်မလို့တချို့ကပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်ပြီးတော့တဏှာအစမသိခြင်းကသို့မဟုတ်တဏှာအစအဝိဇ္ဇာကလို့ဒါပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်ပြီးတော့ပြောတဲ့စကားတစ်ခုနော်တဏှာအစသို့မဟုတ်တတ္တဝါအစဟောဒီလိုပြောကြပရိစ္ဆေသမုပ္ပါဒ်ကိုမြတ်စွာဘုရားကအဝိဇ္ဇာကစပြီးတော့ဟောကြားခဲ့တာအင်မတန်မှတဘာဝကြတယ်။ဘာဖြစ်လို့လဲဆိုတော့တဏှာဝဆင်းရဲတွေရောက်နေတဲ့ပုဂ္ဂိုလ်တွေကဝဆင်းရဲမှန်တောင်မသိအောင်မသိသည့်အတွက်ကြောင့်တဏှာတွေကထွက်ပေါက်ဆိုတာမရနိုင်ကြတာပေါ့နော်။ဒါကြောင့်မို့လို့မသိဘူးဝိဇ္ဇာဆိုတာဘာတွေမသိတာတုံးလို့မေးလို့ရှိရင်အမှန်တရားကိုမသိတာပေါ့အဲ့ဒီမှာဗိဓမာနီသုတ်တန်နီဆိုပြီးတော့နှမျိုးခွဲခြားပြီးတော့ဟောတဲ့အခါမှာအမှန်မသိမှုကိုသုတ်တန်နီအရာပြောမယ်ဆိုရင်အမှန်မသိမှုကဒုက္ခကိုအမှန်မသိဘူးဒုက္ခဖြစ်ကြောင်းသမုဒိယကိုအမှန်မသိဘူးဒုက္ခချုပ်ငြိမ်းရာនិရောဓကိုအမှန်မသိမှုနဲ့ဒုက္ခချုပ်ငြိမ်းရာသို့ရောက်စေနိုင်တဲ့အကျင့်ပฏิပဒါကိုအမှန်မသိဘူးလို့ဆိုရင်ဒီသိရမယ့်အချက်၄ချက်ကိုအမှန်တိုင်းမသိသည့်အတွက်ကြောင့်တဏှာကမထွက်နိုင်ကြဘူးအဲ့တော့ဗိဓမာနီးကြတော့ဒီတဲ့ချဲပြီးတော့အတိတ်ဘဝခန္ဓာတွေနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးအနာဂတ်ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးနှမျိုးလုံးနဲ့လည်းမသိဘူးပဋိစ္စသမုပ္ပါဒ်ကိုလည်းမသိဘူးလို့အကြောင်းအကျိုးကိုမသိဘူးဆိုတာတွေနဲ့ဒီလိုခွဲတာအဲ့တော့မဂ္ဂင်၈ပါးကြားတဲ့အခါကျတော့မှန်ကန်စွာသိခြင်းဆိုတာအဲ့ဒီမှာလည်းပဲမှန်ကန်စွာသိတယ်ဆိုတာဘာလဲလို့ဆိုရင်ခုနကမှန်ကန်စွာမသိခြင်းရဲ့ဆန့်ကျင်ဘက်အမှန်တရား၄ချက်ကိုမှန်မှန်ကန်ကန်သိတာသမ္မာဒိဋ္ဌိဒီလိုဆိုလိုတာပေါ့နော်သမ္မာဒတ္တနလက္ခဏာမှန်မှန်ကန်ကန်မြင်ခြင်းလို့ဒီလိုဆိုတာဟုတ်အဲ့တော့ဘုန်းကြီးတို့တွေဘုရားမြတ်စွာရဲ့တရားဓမ္မမှာမင်္ဂစွာသိမှုဆိုတဲ့အသိဉာဏ်အမတန်မှအရေးကြီးတယ်မသိခြင်းကြောင့်တဏှာဝဆင်းရဲတဲ့မှာလဲရတယ်သိခြင်းကြောင့်တဏှာဝဆင်းရဲကနေထွက်မြောက်ရတယ်လို့ဆိုတဲ့ဒီနိလန်းကိုအမှန်ကန်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားတော်မူခဲ့တာမြတ်စွာဘုရားမပွင့်ခင်အချိန်ခါကာလတုန်းကဒီနည်းစနစ်တွေမပေါ်သေးဘူးတာမန်ကိုချင်းသီလအနေထားလေးတစ်ခုတာမန်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးတာတွေရှိတယ်အဲ့ဒါတွေမကဘူးဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးကြတော့သေဆုံးရတာပဲဆိုတဲ့ဒီဟောပြောချက်တွေလည်းရှိတယ်ကုသိုလ်ကောင်းမှုကိုလုပ်ကြရမယ်အသိပညာဖြင့်စဉ်းစားရမယ်ဆိုတဲ့အတိုင်းအတာလေးတစ်ခုတော့ဟောကြတာရှိတယ်အာယုတစ်ခုတည်းပေါ်မှာစိတ်ကိုစိုက်ထားတဲ့တမာတိစွမ်းအားတွေနဲ့အတိုင်းအတာတစ်ခုထိန်းထားပြီးတော့ထိုတမာတိစွမ်းအားနဲ့ရှိကြစွာရပ်တည်နိုင်တဲ့ဘဝမျိုးဗြဟ္မပြေလူဟာမျိုးဒီလိုရောက်နိုင်တဲ့နီးလန်းနေတော့မြတ်စွာဘုရားမပွင့်ခင်ကရှိခဲ့တယ်သို့တော့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မစ္စည်းမပฏิပဒါဆိုတာအဲ့ဒီမစ္စည်းမပฏิပဒါကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ပုဗ္ဗဘာကမက်လို့ခေါ်တဲ့ဒီဝိပဿနာကျင့်စဉ်ကြီးကတော့မြတ်စွာဘုရားပွင့်မှပေါ်ထွန်းလာတာဖြစ်တယ်
မြတ်စွာဘုရားကိုယ်တိုင်ကိုကပြိဋိဘသံဃာနီးမှာသုဘတ္တပြပိုက်ကြီးကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်သူရဲ့ဓမ္မခရီးတစ်လျှောက်လုံးမှာနှစ်ပေါင်း52နှစ်အတွင်းဟောဒီဝိပဿနာကျင့်စဉ်တော့ဘုမဂ္ဂင်၈ပါးရဲ့တစိတ်တရေတလောက်တောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့။ဘာဘုရားရဲ့သာသနာမှာသာဟောဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်ရှိနိုင်တယ်။တခြားသာသနာမှာမရှိဘူး။မဂ္ဂင်၈ပါးမှာမရှိတဲ့သာသနာမှာသောတာပန်အဆင့်ဆိုတာမရှိဘူး။သဂရဂံအဆင့်ဆိုတာမရှိဘူး။အနာဂံယန္တာအဆင့်ဆိုတာမရှိဘူးလို့မြတ်စွာဘုရားကတိတိလင်းလင်းဟောကြားတော်မူခဲ့တာရှိတယ်။ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာမြတ်စွာဘုရားပွင့်ပေါ်တော်မူလာမှဟောပြောပြသပေးခဲ့တဲ့အကျင့်တရားဝိပဿနာအကျင့်တရားပဲဖြစ်တယ်။အဲဒီဝိပဿနာဆိုတာအဓိကကဘာလဲလို့ဆိုရင်သုံးသပ်ဆင်ခြင်တာပဲ။အသိဉာဏ်ကိုအဓိကထားတာသုံးသပ်ဆင်ခြင်ခြင်းနဲ့အမှန်မြင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာဆိုတဲ့စကားလုံးကဝိထူးထူးခြားခြားသို့မဟုတ်အနိစ္စအချင်းရာဒုက္ခအချင်းရာအနတ္တအချင်းရာလို့ဆိုတဲ့တကယ်စစ်မှန်တဲ့အနေအထားတိုင်းပဿနာရှုမြင်နိုင်တာလို့ဒီလိုဆိုအမှန်မြင်တဲ့သဘောကိုဖော်ပြတာနော်အဲ့တော့ဝိပဿနာဆိုဒီမှာထူးထူးခြားခြားနဲ့မှန်မှန်ကန်ကန်မြင်တဲ့အမြင်မျိုးအသိဉာဏ်မျိုးကိုဝိပဿနာလို့အဲ့ဒီဉာဏ်မျိုးကိုပဲနိုင်ငံခြားလေးလာတဲ့ပုဂ္ဂိုလ်တွေကဝိပဿနာကို insight knowledge လို့ပဲဒီလိုပဲပြန်ကြတယ်ပေါ့နော်အမှန်ကန်သိမြင်ဖို့အဲ့ဒီအမှန်ကန်သိမြင်ဖို့ဆိုတာဘာနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမြင်ရမှာလဲလို့ဆိုတဲ့အခါမှာမိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ယုံနာဓမ္မသင်္ခါရတွေနဲ့ပတ်သက်ပြီးတော့အမှန်ကန်မြင်တာကိုဆိုလိုတယ်မြတ်စွာဘုရားတရားတော်တွေဟာအဓိကအားဖြင့်ဘာကိုရှင်းပြတာတော့ဆိုအကြောင်းနဲ့အကျိုးဒီနှစ်ခုကိုရှင်းပြတာဖြစ်တယ်ဒီအကြောင်းကျိုးကိုမှန်မှန်ကန်ကန်သိမှသာလျှင်တဏှာဝကလွတ်နိုင်တဲ့လမ်းစဆိုတာရှာတွေ့အမှန်ကန်မသိဘူးဆိုလို့ရှိရင်တဏှာဝကထွက်ပေါက်ဆိုတာမတွေ့နိုင်ဒါကြောင့်မို့မြတ်စွာဘုရားကရှုမြင်သုံးသပ်ဖို့အချက်၃မျိုးဟောထားတာရှိတယ်အတ္တဓာတဲ့အာဒီနဝနိတ္တရဏလို့ဆိုပြီးတော့၃မျိုးဟောတယ်အရာရာမှာအဲ့ဒီ၃မျိုးနဲ့စူးစမ်းရှာဖွေကြရအတ္တဓာဆိုတာကျင့်တတ်เสียကောင်းတဲ့အချက်ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ကျင့်တတ်เสียကောင်းတဲ့အချက်အာဒီနဝဆိုတာကျင့်တတ်เสียမကောင်းဘူးအပြစ်အနာစာနောက်ကမှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကျင့်တတ်เสียကောင်းတဲ့ဟာကိုအတ္တဓာတ်ကျင့်တတ်เสียမကောင်းဘူးအပြည့်အနာစာအာဒီနဝအဲ့ဒီနှစ်ခုခွဲခြားသိပြီးတဲ့အခါမှာအခုလို့တစ်ဖက်ကตายဝယ်ဆိုတာတွေ့နိုင်တော့လဲတစ်ဖက်ကအပြစ်တွေတွေ့နေရတဲ့အရာမျိုးကထွက်ပေါက်ရှာခြင်းဘယ်လိုလုပ်ရမလဲထွက်ပေါက်ကိုဖော်ပြတဲ့နိတ္တရဏလို့ဆိုပြီးတော့ဒီ၃မျိုးရှိအတ္တရအာရိနဝနိတ္တရဏအဲ့ဒီလို၃မျိုးအဲ့ဒီ၃မျိုးကိုသိဖို့နောက်ဒါကအကျဉ်းအားဖြင့်၃မျိုးထဲမှာနောက်ထပ်ဘာတစ်ခုထပ်တိုးနိုင်တော့ဆိုဥပါယလို့ခေါ်တယ်ထွမြောက်ဖို့ရနိလန်းဆိုတာလေပါသေးတယ်နော်အဲ့ဒါလို့ဒီချက်တွေကိုပိုင်းခြားသိနိုင်ဖို့ရအတွက်နိလန်းကိုဖော်ပြတဲ့အနေနဲ့မြတ်စွာဘုရားကအကြောင်းအကျိုးကိုရှင်းပြတဲ့အခါသစ္စာ၄ပါးဆိုတာအကျဉ်းဆုံးနည်းနဲ့ရှင်းပြတာအကျဉ်းဆုံးနည်းနဲ့ရှင်းပြတဲ့အခါကျဒုက္ခနဲ့ဒုက္ခသမုဒယလို့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကြီးကဒုက္ခထိုရထားတဲ့ခန္ဓာကြီးရဲ့အကြောင်းတရားကသမုဒယတဏှာလို့ဆိုပြီးဟောဒုက္ခဆိုတဲ့နာမည်နဲ့ခန္ဓာ၅ပါးကိုမြတ်စွာဘုရားကအမည်ပေးထားတယ်